ကျုပ်နာမည်ကိုခေါ်နေတာဗျတာတီဗျာကျုပ်ကအော်ထုတ်လိုက်ပြီးအိမ်မုံစုံမွားနဲ့ထထိုင်လိုက်တယ်ဘသူခေါ်နေတာတော့ဆိုပြီးဝိုင်းနဲ့ကိုလှန့်ကြည့်လိုက်တော့ဝိုင်းတကောက်မှရက်နေတဲ့လူတစ်ယောက်ဗျဘသူမှမသိဘူးကျုပ်ကမျက်လုံးပေါ်မှာလက်ကာပြီးကြည့်လိုက်တယ်နှွေဦးပေါက်ဆိုပေမဲ့နေ့လေဆိုနေကတော်တော်လေးပူနေပြီဗျမျက်စိတော်တော်ဆူးတာဟာကိုချေးပါလားကိုကြီးချေးလာလေဝိုင်းဝမှာရက်လို့လားဗျကျုပ်ခေါ်လိုက်တော့မှကိုချေးကဝင်လာတာဗျကောင်းမှစောင်းထားတဲ့ဝါဖက်အုပ်ထုပ်လေးကိုမကြီးပင်အောင်ရောက်တာနဲ့ကိုချေးကချွတ်လိုက်တယ်ကျုပ်ထိုင်နေတဲ့တသားကုတ်ပြမှာပဲဝင်ထိုင်ပြီးတော့ပြောတယ်ဗျဒါတီတို့ပဲဇင်းရှိပါတယ်ကွာတမင်စားပြေးတာနဲ့ဒီတမောအိတ်လို့ကျုပ်ကဘာမှမပြောဘဲရင်းနေလိုက်ပါတယ်ငကားစီဘောလေးကလေးတလိမ့်နဲ့တနုပြူတော်ကြီးကြီးမိခက်ကလေးကိုကန့်ပေးလိုက်တယ်ကိုချေးကလည်းကျုပ်တဲတဲ့စစ်လေးကိုမင်းကြီးပြီးအမောပြီးဖွာလိုက်တယ်ဗျစစ်လေးတောက်ရင်မောတယ်ဆိုပေမဲ့လည်းမောနေရင်လည်းစစ်လေးကလေးတောက်လိုက်ရမှာမောပြေတာဗျကိုချေးကဗန်မွေးကုန်းသားဗျသူတို့ကညီကိုနှစ်ယောက်ရှိတာကိုချေးနဲ့ကိုချစ်ထွေးတဲ့အမွာဘူးလေးတွေဗျရုပ်ချင်းခွဲမြအောင်တို့တာဗျဒါပေမဲ့ကျုပ်ကတော့မြင်နေကြပြီဆိုတော့တွေ့တာနဲ့တန့်သေးတာပေါ့ဗျခုမှမြင်နေသူဆိုရင်တော့ခွဲလို့မရကြဘူးဗျသူတို့အဘကဦးကြောင့်ကြီးတဲ့ဗျကျုပ်တို့ကဘာတွေးကြောင့်ကြီးလို့ခေါ်တယ်ဘာတွေးကြောင့်ကြီးရဲ့အဘကဦးပန်းဦးတဲ့ဗျယာတွေများကြီးပိုင်နေလူချမ်းသာကြီးပေါ့ဗျာဒါမဲ့ကျုပ်တို့ကတော့ဘိုးပန်းဦးကိုမိတယ်ဆိုရုံပဲရှိတာပါကျုပ်တီတော့ပဲဘိုးပန်းဦးကတော်တက်ကြီးနေပါပြီကျုပ်တီတာတော့ဘိုးပန်းဦးကလူစုံကြီးတဲ့ဗျတောင်သူသက်လောက်တာမဟုတ်ဘူးကြောက်လဲနားလေဆိုပဲမိုးကုတ်ဘက်မန်းလေးဘက်သွားပြီးကြောက်ရောင်းပဲလှုပ်သေးတယ်ဆိုပဲမင်းကြတော့လေလွတ်နားလေတာဗျသူတခါရလာတဲ့ဗဒများကိုကြောက်ကုန်သေးရွာထိလိုက်လာပြီးဈေးကောင်းပြေးဝေကြတာတော်တော်လေးအကျိုးမြတ်ရခဲ့တယ်ဆိုပဲအဲ့ဒီနေ့မှာပဲဘာထွေးကြောင်လေးကိုမွေးလို့ကြောက်အောင်နဲ့ထိမ့်မှန်နေတယ်မောင်ကြောက်ကြီးလို့သူသားကိုမဲ့တာဆိုပဲသားသမီးကလည်းမြများဆဆရှိတာမဟုတ်ဘူးဘာထွေးကြောင်ကြီးတယောက်ပဲရှိတာဘာထွေးကြောင်ကြီးကမွေးပြန်တော့လေကိုချေးတို့အမွှားကြီးကိုနှစ်ယောက်ပဲရှိတယ်ယာတွေကလည်းမျက်စိတစုံပိုင်ကြတာဆိုတော့လူချမ်းသာတွေပေါ့ဗျာဗမွေးဘုံမှာရှိတဲ့အင်ကြီးအိမ်ကောင်းထဲမှာဘိုးပန်းဦးကြီးရဲ့အင်ကြီးကအကောင်းဆုံးဗျလူတစ်ဖက်နေပါရှိတဲ့ကျွန်းနိုင်ကြီးတွေနဲ့စောက်ထားတာခေါင်းနှလုံးနဲ့ပြုတ်တိန်လုံးကျွန်းကြီးပဲဗျရေနံကြီးတုတ်လိုက်တာမြန်နှက်မောင်းနေတာပါပဲဗျဘိုးပန်းဦးရှိတော့ကလေးကရှေးအောင်ပစ္စည်းတွေလည်းစုတတ်တယ်ဗျရှေးအောင်ပစ္စည်းကိုလည်းဘိုးပန်းဦးကနားလေတယ်ဘေးရွာမှာဘင်းမင်းဇက်ကဗာပစ္စည်းရှိလေရဲ့ဆိုလို့ကတော့ငွေတွေယူပြီးလိုက်တော့တာပဲဗျပြီးရင်မရမကဝဲပြီးပြန်လာတော့တာပဲဗျကိုချေးတို့အင်ကြီးပေါ်တက်မှာဘိုးပန်းဦးရဲ့ရှေးအောင်ပစ္စည်းတွေထားတဲ့အခန်းကြီးတစ်ခန်းရှိတယ်ဗျကျုပ်တို့တစ်ခါမှတက်မကြည့်ဘူးပါဘူးဗျတရားကြကြတော့ကောင်းသားဗျလူတွေကဘယ်ပစ္စည်းကိုဘလောက်ပဲမြင်လို့ဘလောက်ပဲတမှုထားတာတီးတော့လေအားလုံးထားခဲ့ရတာပါပဲဗျဘိုးပန်းကြီးတပင်ဝယ်ပြီးစုဆောင်ခဲ့တဲ့ရှေးအောင်ပစ္စည်းတွေလည်းဒီတိုင်းထားခဲ့ရတာလေဗျကျန်တဲ့လူတွေကလည်းသူ့လိုနားလေကြတာမဟုတ်တော့အခန်းထဲဒီတိုင်းရှိမှာပေါ့ဗျလူချမ်းသာတွေဆိုတော့ဒါတွေကိုရောင်းလည်းမရောင်းဘူးဗျကိုချေဘဲကလှည့်လာတော့ဘဲကမှမလှည့်မင်းစီကိုပဲတိုက်ရိုက်လာခဲ့တာကိုချေအေးတို့ကိုချေထွေးတို့ကကျုပ်ထ9နှစ်လောက်ကြီးကြတယ်ကျုပ်က16နှစ်ဆိုတော့သူတို့က21 22ပေါ့ဗျကိစ္စရှိလို့လားကိုချေရှိဆိုချစ်ထွေးဖြောက်သွားလို့ကွာဒါတည်းရဗျာကိုချစ်ထွေးဖြောက်သွားလို့ဟုတ်လားအေးဟုတ်တယ်ဖြောက်သွားတာဒီနေ့ဆို10ရက်ရှိပြီကွာငါတို့လည်းပင်ရောက်လာလို့နဲ့စောင့်နေကြတာတယောက်ယောက်ခီးသွားတာကိုလိုက်သွားလို့ရှိမှာပေါ့ဗျာသူနဲ့ပတ်သက်တဲ့လူတွေလည်းငါအကုန်မေ့ပြီအားလုံးရှိနေကြတာဘယ်သူမှခီးမသွားကြဘူးမိန်းမတွေဘာတွေများခိုးသွားသလားဗျာငါတို့လည်းမင်းတွေးသလိုတွေးတယ်ကွာဒါပေမဲ့ချစ်ထွေးမှရေးစားမရှိဘူးဒီကောင်ကဒိုးဘိုးပန်းဦးနဲ့ဝါသနာတော်တော်တာကွာအလကားအားနေဘိုးရဲ့ပစ္စည်းရှေးအောင်ပစ္စည်းတွေထားတဲ့ခန်းနဲ့ဝဲနေတာအဲ့ဒီထဲကကြေးပရပိုက်တွေဖတ်တယ်ရှေးအောင်ပစ္စည်းတွေပေါ်ကနေစားတွေဖတ်တယ်ဘိုးပန်းဦးလည်းရင်းနဲ့ရေးထားကူးထားတဲ့စီကျန်းတွေဘေးရင်ကျန်းတွေနှက်ခတ်ကျန်းတွေအက်ကြီးရဲ့ကျန်းအကုန်မွေနောက်လန်လို့ဖတ်နေတာကွာဘယ်မင်းကလေးကိုမှစိတ်ဝင်စားမှသိတာမဟုတ်ဘူးကွာတတိယကိုချဲကရောဘိုးပန်းဦးရဲ့ပစ္စည်းတွေစိတ်ဝင်စားစိတ်ဝင်စားပါဘူးကွာချစ်ထွေးနဲ့ငါနဲ့ကအမွာမွေးဆိုပေမဲ့စိတ်ဝင်စားမှုကြတော့မတူဘူးကွာဒါတည်းငါကရရေးရွာရေးစိတ်ဝင်စားတယ်တငယ်ချင်းပေါင်းသင်းနေနဲ့တွာလာနေရတာကိုကြိုက်တယ်ညနေဆိုရင်ထန်းတော့ပဲတွာပြီးဝိုင်းဖွဲ့ရတာပျော်တယ်ကွာပြီးတော့တောင်သူလုတ်ကိုလည်းငါသဘောကျတယ်
ချစ်ထွေးကြတော့ယာလုတ်ကိုစိတ်ဝင်စားဘူး sorry ယာလုတ်ကိုတော့စိတ်ဝင်စားပါတယ်ဒါပေမဲ့အားတဲ့ချိန်ဆိုရင်ပေါင်းသင်းနဲ့တိတ်တော်လာမလို့ပဲအိမ်မှာရှိတဲ့စာဟောင်းပြောင်းတွေကိုထိုင်ဖတ်နေတာကွာချစ်ထွေးမို့လို့ပြောင်းနေရင်ဘယ်မှမလိုက်မရှာနဲ့ဘိုးရဲ့ရှေးအောင်ပစ္စည်းခန်းကြီးထဲမှာညင်ကုတ်ပြီးတခုခုဖတ်နေတော့တာကွာဒါဆိုလို့လေတွေးရခတ်သားလားကိုချေရဲ့တိတ်တော်လာမလို့တတ်တဲ့ကိုချစ်ထွေးကဆေးရက်တောင်ပြောင်းနေတာတော်ဆန်းနေဗျာငါတို့လည်းစုံစမ်းနေတာနှက်နေပြီကွာဘယ်ကအမှကိုစနာတော့မကြောက်တာဒီဒါနဲ့မင်းစီကိုလာခဲ့တာငါအပကလည်းတာတေးနဲ့တိုင်မင်းကြီးစမ်းပါဆိုလို့ကွာမင်းကဘ ഹു တုတရှိတော့မင်းမြန်စဉ်းစားနိုင်မလားဆိုပြီးလာခဲ့တာကွာကျုပ်လည်းလုံးလုံးစတော့ဘာမှမတွေးတော့ဘူးကိုကြီးဒါပေမဲ့ကျုပ်ကိုကြီးတို့အိမ်ကိုလိုက်ခဲ့မယ်ဗျာကိုချစ်တွေမြဲဝင်နေတတ်တဲ့ရှင်းအောင်ပစ္စည်းကနေကိုလိုက်ကြည့်ချင်တယ်ဟာကောင်းတော့ဗောတာတေးဟာကဲဒါဆိုတော့ကြစို့ကျုပ်ကအဘနဲ့မိကိုအကျိုးအကြောင်းပြောပြပြီးဗန်ဝေးဘုံကိုလိုက်ခဲ့ပါတယ်ဗန်ပွေးကုန်းရောက်တော့ဘာတွေကြောင့်နေကဝမ်းသာအရာစီးကြိုတယ်ဗျာ